နားရက်လုံလောက်ရထားတဲ့ United တို့ Everton ကိုအနိုင်ယူပြီးတော့ဒါ3မှတ်ရယူနိုင်မှာလားပေါ့နော်ဒီကိုအားလုံးပဲမင်္ဂလာပါပေါ့နော်ည channel မှာတော့ဒါ Sevilla Body တပွဲကောင်းလေးတော့အဆင်ပြေခဲ့လိမ့်မယ်လို့တော့ထင်တယ်ဒီနေ့မှလည်းဒါ Everton နဲ့ Man U ပွဲလေးကိုကျွန်တော်တပွဲကောင်းပြေးချက်ပြီးတော့ဒါသုံးသက်ချက်လေးလုပ်ပေးဦးမယ်ပေါ့နော်ဆိုတော့အရင်ဆုံး Telegram channel လေးကို join ဖို့ပြောချင်တယ် channel မှာတပွဲကောင်းတဲ့မောင်းတွဲလေးတွေကတော့ဒါပုံမှန်ရှိနေအောင်မှဖြစ်လို့မ join တဲ့ညီကိုအနေနဲ့ကျွန်တော်ဒါ profile အောက်က bio မှာကျွန်တော်ပြောထားတဲ့အတိုင်း join လို့ရပါတယ်လို့ပြောရနေပြီးတော့ပဲဒီနေ့ရဲ့ပွဲလေးကိုစပြီးတော့ပြောလိုက်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးခြေတန်းရ United အဝေးကွင်းကနေပြီးတော့တေရှုံးဒါဂိုးပေါင်းကြီး3လုံးပေါင်း50ဆိုပြီးတော့ပေါက်နေရအောင်တွေ့ရတယ်ဒီခြေတန်းမှာဒီနှစ်သင်းရှေ့တကြောတွဲဆုံခဲ့တဲ့ခြေတန်းရဆိုရင်တော့ဒါပြင်းတဲ့ခြေတန်းတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှေ့တကြော United အိမ်ကွင်းကနေပြီးတော့1အပေါင်း55ပြားတိတိပေါက်တယ်အဲ့ဒါကြောင့်ပဲဒါဂျာကွင်းမှာဆိုရင်တေရှုံးတယ်ဝေးကွင်းမှာဆိုရင်တေ90လောက်မှပုံမှန်ခြေဆိုပေမဲ့လည်းအခုတေရှုံးဆိုတာဒါတွဲဆုံမှုခြေတန်းရဆိုရင်တော့ပြင်းနေရလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဒါကုပေါက်တင်တဲ့ခြေတန်းရဆိုရင်လည်းဒါမကြသေးခင်ကဒီနှစ်သင်းကဒါဒီနှစ်သင်းသလုံးကပေါ့နော်ဒါဖူဟန်နဲ့ကန်ခဲ့ကြပြီးဖူဟန်အိမ်ကွင်းမှာပဲဒါ Everton နဲ့ကန်ခဲ့တဲ့ပွဲရဆိုရင်ဖူဟန်နေပြီးတေ60ရှုံးပဲပေါက်တာကြောင့်ဖူဟန်ကဒါ Everton နဲ့ဆိုရင်ခြေတန်းတူတဲ့အသင်းတွေလို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်ပဲဒါဖူဟန်နဲ့ United ကဒါကန်ခဲ့တဲ့ပွဲရအတိုင်းပဲ United အနေနဲ့ဒါအဝေးကွင်းကနေပြီးတော့ပောက်ခဲ့တဲ့ခြေတန်းအတိုင်းပေးမှပုံမှန်ခြေဖြစ်မှမို့လို့အခုခြေတန်းရဆိုရင်လည်းဒါဖူဟန်ဝေးကွင်းကနေပြီးတော့တေရှုံးပေးခဲ့တယ်လို့ပဲဒါအခု Everton ကိုလည်းအခုလိုသဘောမျိုးပဲပေါက်နေတာကြောင့်ဒါပုံမှန်ခြေတန်းတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လူစင်းရကြည့်မယ်ဆိုရင်ဒါ Everton အနေနဲ့ပုံမှန်ပွဲထွက်လာမယ်လူစင်းတွေပဲပွဲထွက်လာမယ်ဆိုပေမဲ့လည်းဒါ United အနေနဲ့တော့ Patrick Dorgu ဒါ Mason Mount နဲ့ Delete တို့ကလွှဲရင်ကျွန်တော်လူတွေနဲ့ပဲပွဲထွက်လာပါဘူးမြင်ရဖို့များတယ်ပေါ့နော် Everton အိမ်ကွင်းနောက်ဆုံး5ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါတေး3ပွဲနဲ့ရှုံး2ပွဲဆိုပြီးတော့ရလပိုင်းရမတည်ငြိမ်ဖြစ်နေတဲ့အပြင်ဒါခြေသွမ်းပိုင်းရယုံကြည်လို့ရတဲ့ခြေနေတစ်ခုမှရှိနေတယ်လို့တော့မမြင်မိဘူးအဲ့လိုပြောလို့ဒါ United ကိုကြည့်မယ်ဆိုရင်လည်းဒါ Michael Carrick ရဲ့လက်ထက်မှာအိမ်ကွင်း3ပွဲစလုံးကိုအနိုင်ကန်ပြထားပြီးတော့ဒါခြေသွမ်းပိုင်းရတည်ငြိမ်လာနေတာကိုလည်းဒါ United အနေနဲ့တွေ့ရမယ်အိမ်ကွင်းကောင်းနေတာကိုလည်းတွေ့ရမယ်ပေါ့နော်ဆိုတော့အခုခြေတန်းတက်လဲဒါပို့ပေးလို့မရတော့တဲ့အခြေအနေမလို့ပုံမှန်ခြေတန်းဖြစ်နေတဲ့ United အနေနဲ့ဒီပွဲမှာလည်းတကိုးအသာလောင်းနဲ့ပဲကတ်နိုင်ဖို့များတယ်လို့ကျွန်တော်တို့မြင်မိတယ်ဒါကြောင့်ပဲဒီနေ့တပွဲကောင်းရွေးချက်မှုအနေနဲ့ကျွန်တော်တို့ဒါ United Body ကိုရွေးချက်ပေးလိုက်ရနေပြီးတော့ပဲဒါကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရနာလိုက်ပါတယ်ဗျ